မင်္ဂလာပါสวัสดีครับဒီနေ့စတိုးဆိုင်တဲ့ကိုဧည့်သည်တွေနဲ့စကားပြောတဲ့အခါတောက်ဖို့စာငါးချောင်းကျွန်တော်သင်ပေးပါမယ်ခင်ဗျရုပ်စင်သောထိုင်းဘာသာနဲ့စကားစာတောက်ဆိုင်များကိုအလောလောနေတော့သူများအတွက်အချိုင်တိုင်းနှောက်ဆက်ခြင်းစတင်ပြီးဤကဲ့သို့သောစာကြောင်းများဆယ်လို့ပါဥပမာနံပါတ်1မင်္ဂလာပါကြိုဆိုပါရခင်ဗျสวัสดีครับယင်းနေတောင်းလာนะครับနံပါတ်2မင်္ဂလာပါခင်ဗျဧည့်သည်ပဲနေရပါပါလေခင်ဗျสวัสดีครับลูกค้ามากี่ท่านครับ3มင်္ဂလာပါခင်ဗျကျေးဇူးပြုရဲ့အထက်မှာထိုင်ပါခင်ဗျสวัสดีครับเชิญนั่งด้านในได้เลยครับနံပါတ်4မင်္ဂလာပါခင်ဗျကျေးဇူးပြုပြီးကောင်းတာမှာအစားတောက်နည်းအရင်မှာပါခင်ဗျสวัสดีครับလောကူအစာအာဟာရที่หน้าเคาน์เตอร์ได้เลยครับနံပါတ်5မင်္ဂလာပါခင်ဗျယနေ့ကျွန်တော်တို့အကျူပြုထားသောเมนูတစ်ခုရှိပါတယ်ခင်ဗျสวัสดีครับวันนี้มีเมนูจะแนะนำนะครับตัวได้ไทยบ้านภาษาอาจารย์ติ่งที่บีดาบาสกาเริ่มยาปูโมเล่นลาบากาคอมเมนต์จันทาแค่ได้จนนด้วยชมยังกูซับสไครต์เลิฟมันไม่แน่นอนชิซุเตวาเลย